สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ grammar pattern လေးကိုစောင့်မျှော်နေကြတဲ့သူတွေအတွက် grammar ပုံစံအသစ်ကလေးကိုလာပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်အခုဒီ grammar အတန်းလေးလည်းဖွင့်ထားတာလေးရှိရဲပေါ့နော် grammar အတန်းလေးကိုကိုယ်တိုင်ကိုယ်ကြအသေးစိတ်တစ်ခုချင်းဝင်ပြီးတော့မှလေ့လာပြီးတော့မှတက်ရောက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ page messenger မှာစုံစမ်းပြီးတော့သင်တန်းအပ်လို့ရပါတယ်ရှင်ဒီနေ့ပြောပြမယ် grammar ပုံစံလေးကတော့ส่วนဆိုရဲစကားလုံးရဲ့အသုံးပြုပုံ grammar pattern လေးတွေကိုပဲပြောပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ส่วนကိုသုံးပုံသုံးနည်းအနေနဲ့ကတော့တို့တွေအားလုံးပေါင်း၄မျိုးရှိပါတယ်အဲ့တော့ส่วนကိုဘယ်လိုမျိုးစကားလုံးတွေမှာကြားဘူးကြတယ်လဲဆိုတာလေးကို comment ထဲမှာလည်းမှတ်ခဲ့ပေးပါအောင်နော်ပထမဆုံးနံပါတ်1တစ်ခုအနေနဲ့ส่วนကိုပါဝင်ပတ်သက်မှုတွေနော်ပါဝင်မှုတွေပါဝင်ပတ်သက်မှုတစ်စုံတစ်ခုမှာကိုယ်တိုင်ပါဝင်ပတ်သက်နေတာမျိုးတွေကိုပြောချင်တော့သုံးလို့ရပါတယ်ဥပမာအားဖြင့်ကိုယ်ပိုင်အမြင်ရှိတာမျိုးတွေပေါ့ကိုရေးကိုတာအကြောင်းလေးတွေပေါ့အဲ့လိုမျိုးပုံစံလေးတွေမှာส่วนဆိုတဲ့စကားလုံးကိုအသုံးပြုလို့ရပါတယ်သူ့ကိုတော့ส่วนตัวကိုရေးကိုတာความเห็นส่วนตัวความเห็นส่วนตัวကိုယ်ပိုင်အမြင်เรื่องนี้เป็นเรื่องส่วนตัวเรื่องนี้เป็นเรื่องส่วนตัวဒီကိစ္စကတော့ကိုရေးကိုရာကိစ္စဖြစ်ပါတယ်စသဖြင့်ဒီလိုစကားလုံးတွေမှာအသုံးပြုပါတယ်နံပါတ်2တစ်ခုကတော့ကတော့ဆိုတဲ့စကားတွေမှာသုံးရတယ်သူကတော့ငါကတော့เนาะဒါမျိုးတွေကိုအသုံးပြုတဲ့အခါမျိုးတွေမှာတို့သုံးပေးရတာဖြစ်ပါတယ်အဲ့တော့ส่วนကိုကတော့ပုံစံအမျိုးအနေနဲ့စကားပြောတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တော့သူ့ရဲ့ grammar ပုံစံလေးကတော့ส่วนနံစာဒါမှမဟုတ်ရင်ကရိယာဝိသေသနာဒီလိုပုံစံလေးတွေမှာထားပြီးတော့သုံးလို့ရပါတယ်ဥပမာဝါကျလေးတွေအနေနဲ့ကတော့พ่อชอบดูข่าวส่วนแม่ชอบดูละครพ่อชอบดูข่าวส่วนแม่ชอบดูละครအဖေကသတင်းကြည့်ရတာကြိုက်တယ်အမေကတော့ဇလံတွဲကြည့်ရတာကြိုက်ပါတယ်เขาสั่งข้าวผัดส่วนฉันสั่งก๋วยเตี๋ยวเขาสั่งข้าวผัดส่วนฉันสั่งก๋วยเตี๋ยวသူကထမင်းကြော်မှာတယ်ငါကတော့ก๋วยเตี๋ยวမှာပါတယ်ชั้นล่างเป็นปูนส่วนชั้นบนเป็นไม้บ้านหลังนี้ชั้นล่างเป็นปูนส่วนชั้นบนเป็นไม้ဒီအိမ်ကအပေါ်ထက်ကဘီလက်မြေနဲ့ဖြစ်တယ်ဒါပေမဲ့အောက်ထက်ကတော့တစ်သားနဲ့ဖြစ်ပါတယ်နံပါတ်3အနေနဲ့ကကြတော့သူ့ကိုအပိုင်းတွေအစိတ်အပိုင်းတွေဆိုတဲ့နေရာလေးတွေမှာသုံးမယ်ဆိုလို့ရှိရင်တော့ส่วนဆိုတဲ့စကားလုံးကိုသုံးလို့ရပါတယ်။ noun အနေနဲ့သုံးမယ်ဆိုလည်းသုံးလို့ရတယ်။တစ်ခုခုရဲ့အစိတ်အပိုင်းတွေကိုရည်ညွှန်းပြီးတော့ပြောမယ်ဆိုရင်လည်းပြောလို့ရပါတယ်။ဥပမာစာကြောင်းတွေကတော့ส่วนนี้ของร่างกายခန္ဓာကိုယ်ရဲ့ဒီအစိတ်အပိုင်းใช้ส่วนไหนได้บ้างใช้ส่วนไหนได้บ้างใช้အသုံးပြုတဲ့ส่วนไหนဘယ်အစိတ်အပိုင်းတွေကိုได้บ้างရမလဲဘယ်အစိတ်အပိုင်းတွေကိုအသုံးပြုလို့ရမလဲแบ่งเค้กออกเป็น4ส่วนแบ่งเค้กออกเป็น4ส่วนကိန်းမုတ်ကို၄စိတ်အဖြစ်၄ပိုင်းပိုင်းလိုက်ပါနောက်ဆုံးနံပါတ်၄တစ်ခုကကြတော့ပါဝင်ပစ္စည်းအစားအသောက်တွေဒါမှမဟုတ်ပစ္စည်းတစ်ခုခုမှာပါဝင်တဲ့အရာတွေကိုပြောပြတဲ့အခါတွေမှာအသုံးပြုလို့ရပါတယ်သူကတော့စကားအတွဲအနေနဲ့မှတ်ရင်ပို့ပြီးတော့မှကောင်းပါတယ်ပထမတစ်ခုကကြတော့ส่วนประกอบပါဝင်ပစ္စည်းส่วนผสมပါဝင်ရောစပ်မှုขนมนี้มีส่วนผสมของนมขนมนี้มีส่วนผสมของนมဒီမုတ်ကတော့နွားနို့ရဲ့ပါဝင်မှုတွေရှိပါတယ်
နောက်ထပ်ဘယ်လို grammar အကြောင်းအရာလေးတွေကိုသိချင်လဲဆိုတာကို comment ထဲမှာမှန်ခဲ့ပေးလို့ရပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ် bye bye